ချစ်တော်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။နုနုနယ် Audio ပုံ Channel ကနေပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရရှင်။နောက်ဆက်သူပရိသတ်တွေအတွက်စိတ်ဝင်စားစရာဖြစ်ရမယ့်ဇာတ်လမ်းလေးတွေကိုတင်ဆက်ပေးတဲ့ကျမတို့ရဲ့ Channel ကနေဒီကနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့လင်ငယ်နေတဲ့မိန်းမဖြစ်ရမယ့်ဇာတ်လမ်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါရရှင်။ဇာတ်လမ်းလေးမတင်ဆက်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လုပ်ပေးပြီးတော့ဘေးက notification လေးကိုနှိပ်ပေးသွားဖို့တောင်းဆိုချင်ပါတယ်ရှင်။ဟုတ်ကဲ့ပါ။ချစ်ရတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုအခုပဲစတင်လိုက်ပါပြီ။အိမ်ထဲမှာလွယ်မှုနေတဲ့တိတ်ဆိတ်ခြင်းဟာကျမရဲ့တန်းရှူတန်းတွေကိုတော့ပြန်ကြားနေရလောက်ကျေလောင်လွန်းလာပါတယ်။အေကန်ကနာယီအိုကြီးရဲ့စက္ကန့်တန်သွားတဲ့ဟာကျမရဲ့နှလုံးခုန်တဲ့နဲ့ပြိုင်လောင်ပြောင်နေသလိုပါပဲ။ကိုမင်းဟန်ပြန်လာတော့မယ်။တကားပွင့်တဲ့ကြားလိုက်ရတဲ့အခါကျမရင်ဘက်ထဲမှာတလက်လက်တုန်ခါသွားမိတယ်။အရင်လိုပြေးကြိုဖို့ခြေလန်းတွေကမသွက်လက်တော့ဘူး။ကျမရေချိုးခန်းထဲမှာပဲပုံနေမိတယ်။မှန်ထဲမှာမြင်နေရတဲ့ကိုမျက်နှာကိုချင်းကျမယွန်ရှာမိတယ်။လူတွေကကျမကိုလင်ငယ်နေတဲ့မိန်းမလို့ကြွယ်ရမှာပြောနေကြပြီဆိုတာကျမသိတာပေါ့။ကိုမင်းဟန်ကတော့အခုထိကျမကိုယုံကြည်နေတော့အဲ့ဒီယုံကြည်မှုတွေကပဲကျမကိုနေ့တိုင်းတတ်နေတာ။လွန်ခဲ့တဲ့9နှစ်ကကျမတို့လက်ထပ်ခဲ့ကြတယ်။ကျမတို့ကြားမှာဘာပစ္စည်းဥစ္စာမှမရှိပေမဲ့တယောက်ကိုတယောက်ကြည့်တဲ့ကြည့်တွေထဲမှာကဘာတစ်ခုလုံးရှိခဲ့ဘူးတယ်။ကိုမင်းဟန်ကသဘောကောင်းတယ်။အလုပ်ကြိုးစားတယ်။ကျမဖျားရင်တညလုံးမအိပ်ပဲပြုစုတတ်တဲ့သူ။နေရဲ့မင်းသားငါးဘွားရဲ့အားလုံးပဲလို့သူအမြဲပြောလို့ရှိတယ်။ကျမတို့မှကလေးမရနိုင်ဘူးလို့သိလိုက်ရတဲ့နေ့ဟာသူကျမကိုဖတ်ထားပြီ။ကလေးမရှိလဲငါတို့နှစ်ယောက်တည်းပျော်အောင်နေမယ်လို့နှိမ့်သိမ့်ခဲ့ရတာ။အဲ့တော့ကျမခံစားခဲ့ရတဲ့နှွေထွေးမှုတွေကိုအခုတော့ကျမကိုယ်တိုင်ရိုက်ခွဲပြစ်နေပြီလွန်ခဲ့တဲ့3လကျမကောင်းနေခဏခဏကိုက်လာတယ်ဆေးရုံသွားပြတော့ရလက်ကကျမကဘာကိုပြိုလဲသွားစေခဲ့အုံနောက်ထဲမှာအကျိတ်တစ်ခုရှိနေပြီခွဲစိတ်ဖို့လဲနောက်ကျသွားပြီတဲ့အချိန်သိမ့်ကြံတော့ဘူးဆိုတာသိလိုက်ရတဲ့နေ့ကကျမတယောက်တည်းလမ်းဘေးမှာထိုင်ငိုခဲ့မိတယ်ကိုမင်းဟန်ကိုကျမဘယ်လိုပြောရမလဲသူကကျမကိုရမ်းချစ်တာကျမသိသွားရင်သူဘယ်လိုရှင်းတမ်းပါလဲအဲ့ဒီတွေကကျမကိုချောင်းလန်းလာတယ်သူကျမကိုရမ်းချစ်နေကျမမရှိတော့တဲ့အခါသူလိုက်သိမ်းပါကျမကြောက်တယ်ဒါကြောင့်သူကျမကိုမုန်းသွားအောင်လုပ်ရမယ်အဲ့ဒီတွေကပဲကျမကိုအမောင်တဲတွန်းပို့လိုက်တာပဲသူလားဆိုတာကျမရဲ့ငယ်တငယ်ချင်းပါသူကဆရာဝန်တယောက်လည်းဖြစ်တယ်လို့ကျမရဲ့ခြေတွေကိုတီးတဲ့တူရဲတော်သူကျမသူ့ကိုအကူအညီတောင်းခဲ့တယ်ငါ့ကိုလင်ငယ်တယောက်လို့ဟန်ဆောင်ပေးပါလို့သူကပထမတော့ညင်းပေမဲ့ကျမရဲ့ငိုယိုတောင်းပန်မှုတွေကြောင့်သဘောတူခဲ့အဲ့ဒီနောက်ပိုင်းကျမဖုန်းကိုအမြဲအတန်ပိတ်ထားတယ်။ကိုမင်းဟန်ရှေ့မှာရင်ဖုန်းတွေလိုက်အပြင်ထွက်ပြောတယ်။သူရစီက message တွေကိုသူ့မြင်အောင်ထားခဲ့တယ်။ကိုမင်းဟန်ဖုန်းခေါ်ရင်မကင်တော့စင်းဖြစ်နေပေမဲ့ပြန်စာမပို့တော့သူ့ရဲ့အမေတွေကိုအေးဆက်ဆက်တုံ့ပြန်ခဲ့တယ်။သူစိတ်ပြက်လာအောင်သူနာကျင်လာအောင်ကျမတမင်လုပ်ခဲ့တာ။တညမှာတော့ကိုမင်းဟန်ပောက်ကွဲသွားတယ်။သူရနဲ့ကျမပြင်မှာတွေးနေတဲ့ဓာတ်ပုံတယောက်ယောက်ကသူ့စီပို့ပေးလိုက်ပုံရတယ်။နင်းမင်းငါ့ကိုဘာလို့ဒီလိုလုပ်ရတာလဲငါဘာတွေလိုအပ်လို့လဲလို့သူအော်ဟစ်မေးခဲ့သူ့မျက်လုံးထဲကမျက်ရည်ကိုမြင်ရတာကျမနှလုံးသားကိုဓာတ်နဲ့အမုန်းခံရတယ်လို့ပဲကျမခဲနေကအဝတ်စားတွေကိုထုတ်ပိုးပြီးကျမရှင့်ကိုမချစ်တော့ကျမကိုလှုပ်ပေးပါလို့အေးအေးဆေးဆေးပြောလိုက်တယ်အဲ့ဒီစကားကျမဘက်စကားထွက်သွားပြီမယ်ရင်ထဲမှာတော့ကို့ကိုအရန်ချစ်တယ်တောင်းပန်ပါတယ်လို့တစားစားအုံနေမိတာသူကျမဘာကိုရိုက်လိုက်တယ်အဲ့ဒီနာတက်ကျမရင်ထဲကအနာပိုနေတယ်ကျမအိမ်အားဆင်းလာခဲ့တယ်သူရရဲ့ဈေးခန်းမှာပဲနေနောက်ဆုံးချိန်ကိုစောင့်နေခဲ့ကိုမင်းဟန်စီကကွာရှင်းစာချုပ်ရောက်လာတယ်ကျမတုံရင်ရဲ့လက်တွေနဲ့လက်မှတ်ထိုးပေးလိုက်တယ်လူတွေကကျမကိုလမ်းမတွင်စတွေးနဲ့ထွေးကြတယ်လင်ကောင်းကိုပြစ်ပြီးလင်ငယ်နောက်လိုက်သွားတဲ့မိန်းမတဲ့ကျမပြုံးနေမိတယ်သူကျမကိုမုန်းသွားပြီဆိုတာသိကြသွားလို့ပါတညမှာတော့ဝိတာအသေးတန်တက်လာတယ်ကျမဖုန်းကိုဖွင့်ပြီးကိုမင်းဟန်ရဲ့ဓာတ်ပုံလေးကိုကြည့်နေမိတယ်ကိုကျမကိုမုန်းလိုက်ပါတော့အဲ့ဒီမုန်းနေနဲ့ပဲကိုဘွားကိုအသက်ပြန်စားပါလို့တိုးတိုးလေးရေးယူရင်ကျမမျက်လုံးတွေမှိတ်ကျသွားခဲ့တယ်ကျမတည်ဆုံးပြီး3ရက်ကြာမှသူကကိုမင်းဟန်စီကိုစာအိတ်တိတ်ပေးခဲ့တယ်အဲ့ဒီချိန်မှာကျမရဲ့စေးမှတ်တမ်းတွေနဲ့ကျမရေးခဲ့တဲ့တန်ရာတွေလေးပါသွားတယ်ကျမရဲ့အာတုပါကိုမင်းဟန်ရောက်လာခဲ့တယ်သူကျမရဲ့ရုပ်လောင်းကိုဖတ်ပြီးကလေးတယောက်လိုငိုကြွေးနေအောင်ကျမဝင်းညံမြင်နေရတယ်လို့ပဲသူကျမကိုမုန်းသွားဖို့ကြိုးစားခဲ့ပေမဲ့အမှန်တရားကသူ့ကိုပို့ပြီးနာကျင်စေခဲ့တယ်ကျမထင်ခဲ့တာ
အမုန်းဟာကုစားမှုဖြစ်မယ်ပေါ့ဒါပေမဲ့အမှန်တရားကိုဖုံးကွယ်ထားတဲ့အနစ်နာခံမှုဟာတစ်ဖက်လူတွေတော့သက်သက်လုံးပျောက်ကင်းလို့မရတဲ့အမာယုတ်ဖြစ်သွားခဲ့ရတယ်အချစ်ကိုအနစ်နာခံမှုနဲ့ကာကွယ်ဖို့ကြိုးစားတဲ့အခါတခါတလေမှာအဲ့ဒီအနစ်နာခံမှုဟာပဲကိုချစ်ရတဲ့သူကိုတသက်စာအပြစ်ရှိစိမ့်နဲ့နာကျင်မှုတွေထဲမှာပိတ်လောင်ထားခဲ့တတ်ပါတယ်အမှန်တရားကဘလောက်ပဲခါသေးပါစေအတူတူရင်ဆိုင်ရတာအထီးကျန်စွာအဆုံးသတ်ရတာတဲ့ပိုပြီးမြင့်မြတ်ပါတယ်ဇလန်လေးကဒီမာရီပြီးဆုံးသွားပါပြီနားဆင်ပေးတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လည်းဘလို့ဇလန်ကောင်းလေးတင်ဆက်ပေးသွားမလဲဆိုတာစောင့်မျှော်ရင်နားဆင်ပေးပါအောင်ရှင်